ပင်ပင်ပန်းပန်းအင်းလေးတို့ဘာတို့ကိုတကူးတကသွားရတယ်ကျွန်တော်တို့အိမ်ကတစ်နှစ်တစ်ခါအင်းလေးရောက်တယ်ဒီမှာကြည့်ပါခင်ဗျာဒီမှာကလေးကဟိုလှော်နေတာလေးလှော်နေတာဟိုမှာသူ့ရဲ့အတော်ကလည်းပျော်ပပကြီးလှော်ခတ်နေတာတွေ့လားလေဒါဒီမှာအမြဲကျွန်တော်တို့အရာရေးကျွန်တော်တို့အရာအမြဲတမ်းရေရှမ်းတဲ့သဘောတွေရှိပါတယ်ရေရှမ်းပါတယ်ရေရှမ်းငွေရှမ်းအိမ်မှာကဲဒါလေးကတော့အစိုးရတတိသွေးဖြစ်ပါတယ်တတိသွေးကအခုနောက်ပိုင်းတချင်းအစ်စ်တွေလည်းထွက်ဖို့အစီအစဉ်ရှိပါတယ်ပြိတ္တတွေဘာပြောချင်နေလဲခင်ဗျရမ်းပြောတယ်ဟုတ်ပါပြီမာကြီးကဘာပြောချင်နေလဲစင်ပြေပါတယ်စင်ပြေတယ်နော်ဘွားကဘာပြောချင်နေလဲရမ်းပြောပါတယ်ရမ်းပြောတယ်နော်ဘွားလည်းရမ်းပြောတယ်ဘွားမြေးလေးရအောင်ရေကြီးပဲစင်ပြေပါတယ်စင်ပြေပါတယ်ဒီမှာလဲသူတို့ကရေကြီးပဲဒီနေ့ဟမ်ဘာဂါတွေလှုပ်စားတဲ့အဖွဲရပါဒီမှာကြည့်ပါသူတို့လည်းပြပြပပပါအေးဆေးပါနော်ကဲဘာပြောချင်နေလဲဆယ်တော့ဂုံနုလေးလုံးနဲ့ပါတဲ့ကောင်မလေးဆက်ဆရာကြီးလိုချင်တာလေးလုံးပါဒါပေမဲ့မျက်မှန်ပဲတက်လိုက်ရပါတယ်ဒါဘာပြောချင်နေလဲဟိုမှာကိုကြာကွာဆိုဖြစ်ပါတယ်မကူကောင်းမှာအင်ဂျင်နီယာကြီးပါဒါအနာဂတ်မှာလေးမြန်တိဆောက်မဲ့လူပါဟုတ်အဲ့လိုရှိပါတယ်တို့ဖွဲ့လောအားပေးတဲ့အဖွဲ့ကိုပြီးတော့ဖွားဖွားမဖိုးတွေအများကြီးပေးမှာဖြစ်ပါတယ်အားလုံးပဲလက်ခုပ်တီးပါโอเคโอเคကျေးဇူးတင်ပါတယ်အဲ့တော့ကြမှာလားโอเคဆရာကြီးတော်ရင်ပြီးတော့မယ်သွားမယ်ဟမ်ဘာလို့လဲဆိုတော့သတတစ်ခုချော်လဲလို့မဖြစ်ပါဘူးလာသွားပါမယ်ရပြီကျေးဇူးတင်တယ်တဲ့အဘွားတို့ကကျေးဇူးတင်တယ်ရပါပြီတဲ့ကြီးတယ်လုံးနေတာသူကတပြက်စီးအကြီးနဲ့ကျေးဇူးတင်တယ်နော်ပြိဿကြီးကိုဗာပြောချင်သေးလဲရမ်းပြောတယ်လည်းဖြစ်အေးလို့ရတယ်โอเคပါရမ်းပြောတယ်ဒါပဲကြောက်တယ်ပါဆိုရင်ကြီးပါဆိုလို့အော်မကြီးပါဘူးရေးစေးပါဟိုကလည်းနောက်ပြီးတော့ဒီနေ့စားရတဲ့ဘာခါအကြောင်းလေးပြပြပေးပါဦးတေးလုံးရဲ့ဘာသာရမ်းကောင်းပါတယ်ပြီးတော့နှစ်ခုလောက်ပါတယ်โอเคနှစ်ခုအခုနောက်တစ်ခုချန်တာတော့ဘယ်နှစ်ခုလဲတိုးတယ်โอเคပါဟုတ်ပါပြီကျေးဇူးတင်တယ်ဘိုင်ဘိုင်